အားလုံးပဲမင်္ဂလာပါ 100 Days of Cloud Azure Edition ရဲ့25ရက်နေ့မြောက်နေ့ကိုရောက်ခဲ့ပြီပေါ့နော်ကျွန်တော်ဒီနေ့မှာကတော့ဒီ disk storage ပေါ့နော် many disk storage တခုကျွန်တော်တို့က expand လုပ်ရမယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော် attach လုပ်ရမယ်ပေါ့နော်ဒီနေ့ဒီ lab လေးကိုကျွန်တော်အထူးလုပ်ကြမယ်အဲ့တော့ lab environment လေးကို start လုပ်လိုက်ပါမယ်ခဏတော့စောင့်ပေးရပါမယ်ကဲအခုဆိုရင်ကျွန်တော် lab environment လေး active ဖြစ်လာပြီဆိုတော့ထုံးစံတိုင်းကျွန်တော်တို့ Azure portal တွေကိုဝင်မယ်ပေါ့နော်ပြီးတော့တဲ့ခါကျရင်တော့သူရဲ့ဘာလုပ်ရမလဲဆိုတာလေးတစ်ချက်ကြည့်မယ်ပေါ့နော်အဲ့တော့ तू ကဒီ virtual machine တခု run နေတာရှိရယ်အဲ့ virtual machine ရဲ့ disk ကိုကျွန်တော်တို့ 32GB ကနေ 64GB ကိုပြောင်းရမယ်ပြီးသွားတဲ့အခါကျရင်တော့ကျွန်တော်တို့က standard HDD data disk ပေါ့နော်HDD data disk တခုကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီ 64GB ရှိတဲ့ဟာကိုကျွန်တော် attach လုပ်ရမယ်ပြီးသွားရင်တော့ तू mount လုပ်တယ်ဆိုရင်တော့ तू ကဒီသူပြောထားတဲ့ location နဲ့ကျွန်တော်တို့ mount လုပ်ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဥစားပထမကတော့ Azure portal တွေကိုကျွန်တော် login ဝင်လိုက်ပါအောင်မယ် Okay ကျွန်တော် password လေးတစ်ချက်သွားကူးမယ် Okay အဲ့တော့ကျွန်တော် Azure portal တွေဝင်ပြီးသွားရင်ကျွန်တော်ဒီမှာ virtual machine ကိုတစ်ချက်ကြည့်လိုက်ပဲ Okay အဲ့တော့သူ့မှာ virtual machine လေးတစ်လုံး run နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပထမ test ကကြတော့သူ့ရဲ့ဒီရှိနေတဲ့ disk ပေါ့နော်အဓိကတော့ OS disk အနေနဲ့သုံးထားတဲ့ဟာကိုဒီ 32GB ကိုကျွန်တော်တို့ 64GB ပြောင်းပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ disk ကိုကျွန်တော်ဝင်ကြည့်လိုက်မယ်သူ့ပြောင်းမယ်ဆိုရင်တော့သူကဒီ disk ကိုကျွန်တော်ဝင်နေပြီးတော့ကျွန်တော်ဒီ site and performance မှာကျွန်တော်တို့ကသွားပြီးတော့ပြောင်းလို့ရတယ်ဒါပေမဲ့အခုကကျွန်တော်တို့ကဘာဖြစ်နေလဲဆိုတော့ example ကျွန်တော်64ကိုပြောင်းအောင်မယ်ဒါပေမဲ့ကျွန်တော်တို့ကပြောင်းလို့ရမှာမဟုတ်ဘာလို့ဆိုတော့သူက run နေတာပြီးတော့ OS disk လည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ running ဖြစ်နေတဲ့ဟာမှာကျွန်တော်ကပြောင်းလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဘာလုပ်ဖို့လိုလဲဆိုတော့ဒီ virtual machine ကိုကျွန်တော်တို့ကတခြား disk ရှိရဆိုတော့ကျွန်တော်က unattach လုပ်ပြီးတော့ပဲဖြစ်စေဒါမှမဟုတ်ကျွန်တော်တို့ကဒီ virtual machine ကိုကျွန်တော် deallocate ဆိုတော့အဓိကတော့ stop လုပ်ကြတာပေါ့နော်stop လုပ်ပြီးတော့ဖြစ်စေကျွန်တော်ကပြောင်းရမယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီ virtual machine လေးကိုကျွန်တော်တို့အရင်ဦးဆုံးကျွန်တော်ဘာလုပ်ဖို့လိုလဲဆိုတော့stop လုပ်လိုက်မယ်ဟုတ်ပြီနော်ဒီကောင်လေး stop လုပ်လိုက်မယ်အဲ့တော့ stop လုပ်ပြီးမှကျွန်တော်တို့ကဒီ disk ကိုကျွန်တော်တို့က update လုပ်လို့ရမယ်ပေါ့နော် Okay အဲ့တော့အဲ့တခုတော့ရှိရဲဆိုတော့တတိထားဖို့လိုတယ် OS disk ကိုကျွန်တော် update လုပ်မယ်ဆိုရင်ကျွန်တော်တို့က stop လုပ်ပြီးကျွန်တော်ဒီမှာတော့ပြောင်းရတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ခဏလောက်စောင့်ပြီးရတဲ့အခါမှာနံပါတ်1ကတော့သူကနောက်ထပ်ဟာကိုပေါ့နော်နောက်ထပ် disk တခုကျွန်တော်တို့ attach လုပ်ရမယ်standard HDD ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီမှာ stop လုပ်နေပြီပေါ့နော်ကျွန်တော် stop လုပ်နေပြီတစ်ချက် refresh လုပ်ကြည့်လိုက်မယ်ပေါ့နော် Okay stop ဖြစ်သွားပြီပေါ့နော်ဒီ allocated ဖြစ်သွားပြီအဲ့ဆိုတော့ကျွန်တော်တို့ကသူ့ရဲ့ disk ကိုသွားပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့Okay site plus performance မှာကျွန်တော်သွားပြီးတော့ 64GB ပေါ့နော်သူပြောထားတဲ့အတိုင်းကျွန်တော်တို့ကဘာလဲဆိုတော့64GB ကိုကျွန်တော်တို့ရွေးချယ်လိုက်မယ်ပေါ့နော် 64GB ရွေးတယ်ပြီးတော့ကျွန်တော်တို့ save လုပ်လိုက်မယ် Okay နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဒီ disk site ကိုကျွန်တော်တို့ကလက်ရှိနေပြီးသား disk site ကိုကျွန်တော်တို့ကupgrade လုပ်နေတာပေါ့နော်64GB ကျွန်တော်ပြောင်းလိုက်တာပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီ disk မှာလည်းကျွန်တော်သွားပြီး refresh လုပ်ပြီးကြည့်လိုက်မယ်Okay 64GB ဖြစ်သွားပြီအဲ့ဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်လို့ရပြီလဲဆိုတော့ဒီ virtual machine ကိုကျွန်တော်တို့က start လုပ်လို့ရပြီ Okay အဲ့တော့ကျွန်တော်ဒီ virtual machine ကိုကျွန်တော် start လုပ်လိုက်မယ် Okay အဲ့တော့ဒါဆိုရင်တော့ပွင့်လင်းပြောရင်တော့နံပါတ်1မေကုန်းကတော့ကျွန်တော်ပြီးပြီလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့နောက်ထပ်ဒုတိယအဆင့်ဖြစ်တဲ့ကျွန်တော်တို့ကနောက်ထပ် disk တခုပေါ့နော် data disk ကိုကျွန်တော်တို့က manage disk တခုကိုကျွန်တော်တို့ attach လုပ်ရမယ်အဲ့တော့ခုနလိုပဲကျွန်တော် disk ကိုသွားမယ်ပြီးတော့ကျွန်တော်တို့ကဒီ data disk မှာကျွန်တော်တို့က create and attach a new disk ဆိုတော့ကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်တကယ်တော့အဲ့ဒါကAzure VM disk ဘယ်လိုပြောရမလဲ attach ဆိုပြီးတော့ကျွန်တော်ရှာကြည့်လိုက်မယ်အဲ့တော့ဒါ Linux ပေါ့နော်အဲ့တော့သူ့မှာတကယ်တော့ documentation ကျွန်တော်တို့ရှိထားပြီးသားကျွန်တော်တို့အနေနဲ့ဒါဘာတွေလုပ်ဖို့လို့ဆိုတော့ဂျားထဲမှာကျွန်တော်နောက်ထပ် mount လုပ်ပေးရအောင်ပဲပေါ့နော်ကျွန်တော် disk attach လုပ်လိုက်တာ ਨੇ ဒီ portal ကနေ attach လုပ်လိုက်တာ ਨੇ ကျွန်တော်တို့ကရသွားမှာမဟုတ်ဘူးပြီးတော့ရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီ command တွေကို follow လုပ်လဲရတယ်ကိုယ့်ကိုဘယ်လိုပြောရမလဲLinux မှာ mount လုပ်နေကြ command တွေတုံးလဲရတယ်တကယ်အတူတူပါပဲပေါ့နော်အဲ့တော့သူ့အတိုင်းတသိမသိ follow လုပ်ချင်တယ်ဆိုလဲလုပ်လို့ရတယ်ပြဿနာတော့မရှိဘူးဟုတ်ပြီနော်အဲ့တော့ဒီ documentation လေးတိုင်းကျွန်တော်က follow လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီနောက်ထပ်အသစ်ထည့်မဲ့ disk name ကိုကျွန်တော်တို့ထည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘာလဲဆိုတော့ဒီကောင်ကဒီမှာဒီနာမည်လေးကိုကျွန်တော်မှန်အောင်တော့တစ်ချက်တော့ copy ကူเนาะပြီးရင်တော့သူကပြန်ပြီးတော့တိုက်ဆက်တာဖြစ်တဲ့အတွက် Okay ပြီးသွားရင်တော့သူက story type ကကျွန်တော်တို့ကဘာလဲဆိုတော့ standard HDD ပေါ့နော်သူပြောထားတဲ့အတိုင်း standard HDD ကျွန်တော်တို့ကရွေးချယ်ပေးရမယ် size ကကြသူကဘယ်လောက်လို့ပြောထားလဲဆိုတော့ဒီမှာနော် standard HDD ရဲ့ size ကကြ 64GB
okay အဲ့တော့ကျွန်တော်ဒီမှာ64 gig ကျွန်တော်တို့လုပ်လိုက်မယ်ပြီးသွားရင်တော့ဒါဆိုရင်ဒါကျွန်တော်တို့ကapply လုပ်လိုက်လို့ရပြီ okay အဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီ console ကနေတော့ကျွန်တော်တို့က disk တစ်ခုကျွန်တော်တို့က create လုပ်ပြီးတော့ attach လုပ်လိုက်ပြီဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ virtual machine ထဲမှာတစ်ချက်ဝင်ပြီးတော့ကျွန်တော်ဝင်ကြည့်ကြမယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ okay ဒါ create လုပ်နေတော့ပေါ့เนาะကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ VM လေးရဲ့ okay အဲ့တော့ create လုပ်တာတော့ပြီးသွားပြီ VM လေးရဲ့ကျွန်တော် IP လေးကိုတစ်ချက် copy ကူးလိုက်မယ်เนาะdisk ထဲမှာတွားကြည့်တော့ကျွန်တော်တို့မှာခုန extend လုပ်ထားတဲ့ existing OS disk ရှိမယ်ပြီးတော့ကျွန်တော်အသစ်ထည့်လိုက်တဲ့ manage disk data disk ပေါ့เนาะကျွန်တော်တို့ရှိမယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ asset ကိုကျွန်တော်ဒီသူ့ရဲ့ command ကနေကျွန်တော်ဝင်ကြည့်လိုက်မယ်ပေါ့เนาะအဲ့တော့သူ့မှာ authenticate တော့လုပ်ထားပြီးသားဖြစ်လိမ့်မယ် Azure user at ကျွန်တော်တို့ဒီမှာဝင်လိုက်မယ်ပေါ့เนาะ okay အဲ့ဆိုတော့ကျွန်တော်တို့ကဘာလဲဆိုတော့သူ့ရဲ့ disk တွေကိုကျွန်တော်တို့ကရောက်သွားပြီပေါ့ဗျာရောက်သွားပြီဆိုတော့ကျွန်တော်တို့အနေနဲ့ဟိုဘယ်လိုပြောရမလဲဆိုတော့ဒီ disk တွေကိုကျွန်တော်တို့ကဘယ် disk တွေရှိလဲပေါ့နော်အဲ့တော့ lsbrk ပေါ့နော်အဲ့တော့ဒါကတော့ Linux command ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာရှိတဲ့ disk တွေကိုကျွန်တော်ကြည့်လို့ရတယ်အဲ့တော့ဒါလက်ရှိဒီ SDA ကတော့ကျွန်တော်တို့ရဲ့ဒါ OS disk အနေနဲ့ run ထားတဲ့ဟာပေါ့နော်ဘူးအတွက်သုံးတဲ့ဟာအဲ့တော့ကျွန်တော်တို့ကဒီမှာ SDC ဆိုကိုကျွန်တော်အခုအသစ် create လုပ်လိုက်တဲ့disk ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကောင့်ကိုဒီသူပြောထားတဲ့ MNT ပေါ့နော်သူပြောထားတဲ့ location ကိုကျွန်တော်တို့က mount လုပ်ပေးရမယ်ဟုတ်ပြီနော် mount လုပ်ပေးရမယ်အဲ့တော့ကျွန်တော်တို့က mount လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒါဟိုဘယ်လိုပြောရမလဲ make file system တို့ mkss တို့ပေါ့နော်mkss ဆိုတဲ့ command တွေဒါ Linux administration ရရဆိုတော့ဒီ command တွေကိုသိမှာပေါ့နော်အဲ့တော့ဒီတိုင်းကိုကမလုပ်ဖူးဘူးဆိုရင်လည်းဒီသူ့ရဲ့ဘယ်လိုပြောရမလဲ documentation ကိုကျွန်တော်တို့ကကြည့်ပြီးတော့ကျွန်တော်တို့follow လုပ်လို့ရတယ်ဟုတ်ပြီနော် follow လုပ်လို့ရတယ်အဲ့တော့ကိုကြိုက်တဲ့နီလန်းကိုတုံးလို့ရပါတယ်ပြဿနာမရှိဘူးပေါ့နော်အဲ့တော့ဟိုဒီသူ့အတိုင်းပဲသူ့လို့ထားဒါဆိုကျွန်တော် SDC ကလည်းမှန်လားပေါ့နော်သူ့ရဲ့ sorry ကျွန်တော်ဒီမှာကြည့်လိုက်မယ် SDC ပေါ့နော် SDC အဲ့တော့သူပြောတဲ့အတိုင်းမှန်နေဆိုတော့ကျွန်တော်တို့ကသူပြောတဲ့အတိုင်းကျွန်တော်တို့ကfollow လုပ်ပြီးတော့တခါတည်းဟို copy ကူးပြီးတော့ကျွန်တော်လုပ်လို့ရအဲ့တော့ကျွန်တော်ကတော့ maybe ဒီထက်အတိုင်းပဲကျွန်တော် copy ကူးလိုက်မယ်ပို့ပြီးလွယ်ကောင်ပေါ့နော်အဲ့တော့တပုံတန်နဲ့ SDC အနေနဲ့ထွက်တာဖြစ်တဲ့အတွက်ကျွန်တော်ပြဿနာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒီကောင်က SDC1 တော့ဖြစ်နေတယ်ပေါ့နော် SDC1 ဖြစ်နေတယ်အဲ့တော့ကျွန်တော်တကယ်တော့ SDC နဲ့တင်လုပ်လို့ရကျွန်တော်1တော့ကျွန်တော်တို့ထည့်စီရတော့မလိုဘူးပေါ့နော် okay အဲ့တော့ maybe ကျွန်တော်ပထမ command လေးပဲကျွန်တော်တစ်ချက် copy ကူးလိုက်မယ် okay okay ပြီးသွားရင်တော့သူပြောတဲ့ဒီနောက်ထပ် sorry mkss okay SDC ပဲပေါ့နော်ကျွန်တော်1မထည့်တော့ဘူးokay အဲ့တော့ကျွန်တော်တို့ကဟိုဟာ1ထည့်ရမယ်ဒီကောင်ကဟိုနောက်ထပ်ဘယ်လိုပြောရမလဲအဲ့ဒီကျွန်တော်တို့ရဲ့ main disk ရဲ့အောက်မှာနောက်ထပ် partition ပုံစံမျိုးကျွန်တော်ထည့်တာဖြစ်တဲ့အတွက်ပေါ့နော် okay အဲ့တော့သူအတိုင်းပဲကျွန်တော် follow လုပ်ရမယ်အဲ့ဒါမှန်သွားသဘောပေါက်ပြီ okay အဲ့တော့ကျွန်တော်တို့ဒါ pepလုပ်မယ် okay okay အဲ့တော့ကျွန်တော်ဒီမှာ lsbrk တစ်ချက်ပြန်ကြည့်လိုက်မယ်ပေါ့နော် okay အဲ့ဆိုဒါ SCC သူက SDC အောက်မှာကျွန်တော် SDC1 ဆိုကျွန်တော်တို့က partition တစ်ခုကျွန်တော်ထပ်ခွဲလိုက်တာပေါ့နော် 64GB ရှိတဲ့ partition လောက်လိုက်တာ okay ပြီးသွားရင်တော့ကျွန်တော်က mount လုပ်ရမှာအဲ့တော့ကျွန်တော်တို့လိုချင်တဲ့ directory ကိုကျွန်တော်တို့ mkdir နဲ့ကျွန်တော်တို့ mount လုပ်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့sudo mkdir ကျွန်တော်တို့ဗာလဲဆိုတော့ -b ပေါ့နော်ကျွန်တော် parent directory ပါတစ်ခါ create လုပ်လိုက်မယ်ဆို mnt ရဲ့သူပြောတဲ့ဗာလဲဆိုတော့ဒီဟာပေါ့နော်သူပြောတဲ့ location ကိုကျွန်တော်တစ်ခါတည်း copy ကူးလိုက်မယ် okay အဲ့တော့ဒါဆိုရင်ကျွန်တော် directory လေးလက် create directory တော့ create လုပ်ပြီးသားအဲ့တော့ကျွန်တော်က mount လုပ်ဖို့တော့ကြံသေးတယ်အဲ့တော့ sudo mount ပေါ့နော်အဲ့တော့တကယ်တော့သူ့ရဲ့ဟာတိုင်းကျွန်တော် follow လုပ်လို့ရပါတယ်အဲ့တော့ဒီ SDC1 ကိုဟုတ်ပြီနော်ခဏလေး okay အဲ့တော့ရပါတယ်ကျွန်တော်မှတ်မိတယ်ဒါ SDC1 ကိုကျွန်တော်တို့ဗာလဲဆိုတော့sorry ဒီ MNT ဒီ nucleus disk ပေါ့နော်အဲ့တော့ဒီကောင်နဲ့ကျွန်တော်တို့က mount လုပ်လိုက်မယ် okay mount လုပ်လိုက်မယ် okay ဒါဆိုရင် mount လုပ်သွားပြီ mount လုပ်သွားပြီဆိုရင်ကျွန်တော်တစ်ချက်ဘယ်လိုပြောရမလဲ lsbrk နဲ့ကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ဒီ 64GB ကဒီ partition တစ်ခုအနေနဲ့ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ mount လုပ်သွားပြီဆိုတော့အားလုံးတွေ့ရမှာ
ဖြစ်တယ်ပေါ့နော်မောက်လို့သွားပြီဆိုတော့ကျွန်တော်အားလုံးတွေ့ရမယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောရမလဲပေါ့နော်ဒါတော့ကျွန်တော်တို့ကသူ့ရဲ့ဒီ documentation ကိုကျွန်တော်တို့က follow လုပ်လိုက်တာပေါ့နော်ပြီးတော့ကျွန်တော်တို့ကအမြဲတမ်းလို့ဘယ်လိုပြောရမလဲဒီရှိနေအောင်ပေါ့နော်ကျွန်တော်တို့ကဘာလို့ပါဒီ FS step ထဲမှာပေါ့နော် FS step ထဲမှာကျွန်တော်တို့ကသွားပြီးတော့ထည့်ရမယ်ပေါ့နော်ဒီတကယ်တမ်းသူ့ရဲ့ဘယ်လိုပြောရမလဲpersistent ဖြစ်ဖို့အတွက်ကျွန်တော်တို့ကလိုတာပေါ့နော်တကယ်လို့ကျွန်တော်တို့ကမလုပ်ထားဘူးဆိုရင်ဒီ virtual machine ကိုကျွန်တော် reboot ချုပ်လိုက်တဲ့အချိန်မျိုးမှာဆိုရင်ကျွန်တော်တို့ကဒီ disk ကဘယ်လိုပြောကျွန်တော် disk အပြီးရဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဘာလုပ်ဖို့လိုလဲဆိုတော့ဒီ EDC FS step ထဲကိုကျွန်တော်တို့ရဲ့အခုမောင်းလုပ်ထားတဲ့ဟာလေးကိုအမြဲတမ်းဖြစ်အောင်ပေါ့နော် persistent ဖြစ်အောင်ကျွန်တော်တို့ကလုပ်ဖို့လိုတယ်အဲ့တော့အဲ့ဒါလုပ်ဖို့တက်ဆိုရင်ကျွန်တော်တို့ကဒီ disk ရဲ့ဘာလဲဆိုတော့ဟိုပါပေါ့နော်ဘယ်လိုပြောရမလဲကျွန်တော်ဒီ disk ရဲ့ဒီ UUID ကိုကျွန်တော်တို့ကယူဖို့လိုတယ်ပေါ့နော် UUID ကိုယူဖို့လိုတယ်အဲ့တော့ UUID ကတော့ဒီမှာသူက sudo blkid ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအကုန်လုံးကိုမလိုချင်ဘူးဆိုရင် sudo blkid ကျွန်တော်တို့ sdc1 ပဲကျွန်တော်တို့ကယူလိုက်ရတယ်sorry ကျွန်တော်တို့ .fdc1 ဖြစ်မယ် .sdc1 ကိုကျွန်တော်ယူလိုက်မယ်အဲ့ဆိုရင်ဒါသူ့ရဲ့ဒီမှာ UUID လေးကျွန်တော်တို့ထွက်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက် copy ကူးထားမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီ FS stat တွေကိုကျွန်တော်ကထည့်ရမယ်အဲ့တော့ sudo bin etc sorry နည်းနည်းလေးနေလို့ sorry ပါ etc FS stat ပေါ့နော်အဲ့တော့ဒီထဲမှာဒါကျွန်တော်တို့လက်ရှိ existing ဟာတွေတော့ဒီမှာရှိနေမယ်အဲ့တော့ကျွန်တော်တို့အဆင်ပြေတဲ့နေရာပေါ့နော်ထိတ်ဆုံးမှာထည့်လိုက်ရအောက်ဆုံးကိုသွားပြီးတော့ထည့်နေလိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီဒုတိယလောက်မှာပဲထည့်လိုက်မယ်လွယ်အောင်လို့ okay အဲ့တော့သူပြောတဲ့တိုင်း UUID ပေါ့နော် UUID ပြီးရင်တော့ကျွန်တော်တို့ခုနက copy ကူးခဲ့တဲ့ဒီကျွန်တော်တို့ရဲ့အသစ်ထည့်ထားတဲ့ display ရဲ့ ID လေးကိုကျွန်တော်တစ်ချက် paste လုပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့က mount point ပေါ့နော်သူ mount လုပ်တဲ့ဟာပေါ့နော်ဒီမှာလည်းပြောထားတယ်အဲ့တော့သူ mount လုပ်တဲ့ဟာကျွန်တော်တို့ကဒီမှာထားဒီမှာ slash ဆိုသူကတော့ data drive နဲ့သူက XML ပြထားတယ်ကျွန်တော်တို့ကတော့ဘာလဲဆိုတော့ခုနကျွန်တော်လုပ်ထားတဲ့ဒီကောင်လေးပေါ့နော် okay ကျွန်တော်ဒီမှာပို့သွားတယ် okay သူကတော့ HFS နဲ့ကျွန်တော်မောင်းတယ်ပေါ့နော် okay အဲ့တော့ EHD4 လည်းကျွန်တော်လုပ်ချင်တယ်ဆိုလည်းလုပ်လို့ရတယ်ပြဿနာတော့မရှိဘူးကျွန်တော်တို့ကသူ့ရဲ့ example ကိုပဲ follow လုပ်ရတော့ကျွန်တော်က HFS နဲ့ပဲကျွန်တော်မောင်းလိုက်တော့မယ်ပြီးသွားရင်တော့ channel ဟာတွေကတော့ကျွန်တော်တို့ဒီဘယ်လိုပြောရအောင် default no fade ပါကျွန်တော်တို့ထည့်ရမှာပေါ့နော်okay အဲ့တော့ကျွန်တော်တို့ဒီ default no face ဆိုတာလေးလည်းကျွန်တော်တစ်ချက် copy ကူးလိုက်မယ်နောက်ကလည်းပါ copy ကူးလိုက်မယ်တခါတည်း1 2ပေါ့နော်1 2 row ကကြတော့တကယ်တမ်းကတော့သူကအလွယ်ပြောမယ်ဆိုရင်တော့ဒီဘယ်လိုပဲဒီ disk ကိုကျွန်တော်တို့ backup လုပ်တဲ့အချိန်မှာတော့ဒီ boot time လုပ်တဲ့အချိန်မှာတော့ပေါ့နော်01ပေါ့နော်01အဓိကတော့ fit column dump ကတော့သူကဘယ်လို backup လုပ်ဖို့တော့1ဆိုတာကျွန်တော်က backup လုပ်မယ်ပေါ့နော် perform backup လုပ်မယ်ပြီးတော့တဲ့ခါကျရင်တော့ဒီ sit column ကျတော့သူကfile system check လုပ်တာပေါ့နော်အဲ့တော့0ဆိုရင်တော့ကျွန်တော်တို့ကဒါမ check နဲ့ပေါ့ဗျာ1ဆိုတော့ကျွန်တော်တို့ကဘာလဲဆိုတော့ဒီ root partition အတွက်ထားရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ပြီးတော့ရင်တော့2ဆိုတော့ကျွန်တော်တို့ကဒါ secondary priority အနေနဲ့ကျွန်တော်တို့ကထားရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ data disk တွေပဲဆိုတော့ကျွန်တော်တို့က2ထားရတယ်ပေါ့နော်အဲ့တော့ဒါကတော့ knowledge ရှိရကျွန်တော်ပြောတာအဲ့တော့ကျွန်တော်တို့ဒီမှာလာပြီးတော့ကျွန်တော်ထပ်ပြီးတော့ paste လိုက်မယ် okay default no fade okay အဲ့ဆိုရင်တော့okay ဒါကျွန်တော်ဒီနားမှာ okay ဒါလောက်ဆိုရင်တော့ကျွန်တော်တို့ရပြီလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒါ HFS နဲ့ကျွန်တော်တို့က partition လုပ်လိုက်တာအပေါ်ကလို့ EHD4 နဲ့လည်းကျွန်တော်ကလုပ်ချင်တယ်ဆိုလည်းလုပ်လို့ရတယ်ပြဿနာတော့မရှိဘူး okay ဒါကတော့ကျွန်တော်ကျူရိုရဲ့သူ့ရဲ့ documentation follow လုပ်ပြီးလုပ်လိုက်တာအဲ့တော့ဒါပြီးသွားရင်တော့ကျွန်တော်တို့အနေနဲ့ဒါဘယ်လိုပြောရမလဲဆိုတော့အဆင်ပြေသွားပြီလို့ကျွန်တော်ပြောလို့ရတယ်df-hd ဘိုင်းနဲ့ကြည့်မယ်ဆိုတော့ဒါအားလုံးမြင်တဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ဒီအသစ်ပေါ့နော်ဒီဟာလေးကဒီမှာကျွန်တော်မောင်းလုပ်ထားတာကိုအားလုံးတွေ့ရမှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါဆိုရင်တော့ကျွန်တော်တကယ်တော့အဆင်ပြေသွားပြီအဲ့တော့ကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့မလုပ်ရဆိုတော့ဒီမှာကျွန်တော် check လုပ်လို့ရပြီပေါ့နော်အဲ့တော့တစ်ချက်စမ်းကြည့်လိုက်မယ်ပေါ့နော်check လုပ်ကြည့်လိုက်မယ်အဆင်ပြေသွားမယ်လားလို့ပေါ့နော်အဆင်ပြေမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်
အဲ့တော့ tutorial လေးကတော့သူ့ရဲ့အတိုင်း follow လုပ်လို့ရတယ်ဒါမှမဟုတ်လည်းကို Linux မှာ EHD4 partition မောက်နဲ့နီလန်းနဲ့လုပ်ချင်တယ်ဆိုလည်းလုပ်လို့ရတယ်ပြဿနာမရှိဘူးပေါ့နော်ဒါကတော့ကိုအဆင်ပြေသလိုလုပ်လို့ရပါတယ်အကုန်လုံးကတော့ဒါကျွန်တော်တို့ HFS လာလေ Linux မှာဒါကျွန်တော် support လုပ်တယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့အဆင်ပြေသွားပြီအဲ့တော့ဒါဆိုရင်တော့ကျွန်တော်တို့ကဘယ်လိုပြောရမလဲဆိုတော့ဒီနေ့လောက်လာခဲ့တာကျွန်တော်25ရက်နေ့မြောက်နေ့ကိုရောက်သွားပြီအဲ့တော့အားလုံးပဲကျွန်တော်တို့တူလိုက်လုပ်ကြမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့မနေ့ဖက်ကျရင်တော့ကျွန်တော်26ရက်နေ့အတွက် solution video လာမယ်အဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားလို့ရတယ်အတူတူ like လုပ်ဖြစ်ရင် comment ပေးလို့ရပါတယ်ပြီးသွားရင်တော့ကျွန်တော် reaction လေး like လေးလည်းပေးခဲ့လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့မနေ့ဖက်မှာပြန်ပြီးတော့ဆုံတွေ့ပါမယ်ခင်ဗျာ